စင်ကာပူနဲ့ကိုယ့်ရဲ့အခက်အခဲအလွဲများအပိုင်း1မင်္ဂလာပါရှင်တို့ Trip Journey Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့စင်ကာပူမှာလုံးလုံးနေစီကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ကိုယ့်ရဲ့ဒီဖုန်းကတ်ဝယ်တော့အခက်အခဲတွေနဲ့အလွဲလေးအကြောင်းကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ရှေ့ဗီဒီယိုတွေမှာပေါ့နော်ပြပြခဲ့တဲ့ဘူးထလာလေးတွေကိုကိုယ်တိုင်ကြုံခဲ့ရတာလေးနဲ့နှိုင်းယှဉ်ပြီးတော့ပြပြပေးမယ်နော်ပရမဖုန်းနေနဲ့ဖုန်းကတ်ဝယ်တာအဆင်ပြေခဲ့လားဖုန်းကတ်နဲ့ပတ်သက်ပြီးတော့ကြတော့ကိုဖက်ဖက်ရောက်ချင်းမှာဘာမှမသိသေးတော့ဒီဖေကဖုန်းရောက်နေဆိုင်မှာပဲဝင်ဝင်ခဲ့ပါတယ်အပြင်ကနေကြည့်လိုက်တော့ဖုန်းစိတ်ကတ်တစ်ဖိတ်တွေဖြစ်တဲ့ဒီ M1 Sintel စင်ပါဆာရှိတဲ့ပုံလေးတွေတွေ့တာနဲ့ဝင်ဝင်လိုက်တာပါဆိုင်ရှင်က passport နဲ့ပဲမပုံတင်ပေးပြီးတော့ဒီ M1 Sintel ကိုတစ်လစာ package အပါဝင်စုစုပေါင်းပေါ့နော်$25လောက်နဲ့ဝယ်လိုက်ပါတယ်ဆိုင်ကနေပြီးတော့ M1 ဒီ application ကိုတစ်ခါတည်း download ဆွဲပြီးထည့်ပေးလိုက်တော့နောက်လာတွေမှာ package ပြန်ဝယ်လို့ရတော့တာပေါ့ဒါပေမဲ့အခက်အခဲကကြတော့ application ကနေပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်ဘဏ်ကနဲ့ချိတ်ထားဖို့လိုတာဖြစ်တဲ့အတွက်ကိုရုံးကကြတော့ဘဏ်ကလည်းမလုပ်ရသေးတာနဲ့ပဲဒီဖေကအဲ့လိုဖုန်းဖိုင်လေးလိုက်ရှာဖုန်းနံပါတ်ပြောပတ်စံပေးပြီးတော့ပဲခက်ခက်ခဲခဲဝယ်ခဲ့ရပါတယ်တကယ်လို့ဒါကဒီရှေ့မှာတင်ခဲ့တဲ့ဗီဒီယိုတွေကလို့7-11တို့ပါတော့မှာပေါ့နော်ငွေဖြစ်ကတ်တွေဝယ်လို့ရတယ်ဆိုတာကြိုသိခဲ့တယ်ဆိုရင်တော့ပိုကောင်းပါပါဒါပေမဲ့ဖုန်းကတော့ကိုတွေ့ကြုံရပါတော့နော်စင်ပြည့်ထဲတော့ပါခဲ့ပါတယ်ဒီနေ့မှာတော့ဒီဖုန်းစိတ်ကနဲ့ပတ်သက်ပြီးတော့ကိုရောအခက်အခဲလေးတွေအလဲလေးပေါင်းဆက်ပြပေးသွားတာပေါ့နော်နောက်နေ့ဒီမှာလည်းဒီလိုအခက်အခဲတွေနဲ့လွဲလေးတခြားပို့သူရရစရာတိထားတင်တာလေးတွေကိုလည်းဒီ Trip Journey Page လေးမှာဆက်ပြီး sharing လုပ်ပေးမှာဖြစ်တဲ့အတွက်ဆက်လက်ကြည့်ရှုပေးပါအောင်နော်ဆုံးဖြတ်ကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်နော် bye bye